မိထဲမှာရွှေစင်အားလုံးပဲမင်္ဂလာပါ King Left မြန်မာမှာပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျမတို့အားလုံးဒီလိုအခြေအနေနဲ့ကြုံမှုကြမှာပါရွှေလို့မရတဲ့တောင်ကြီးတစ်ခုလိုမျိုးအခက်အခဲတွေရှေ့မှာပိတ်နေတာမျိုးကိုမျောလင့်တလို့ဖြစ်မလာတဲ့ကျမ်းမာရေးဆေးစစ်ချက်မျိုးဒါမှမဟုတ်ဘဝရဲ့ခက်ခဲပင်ပန်းလွန်တဲ့ကာလတွေကိုဖြတ်တန်းနေရတာမျိုးပေါ့အဲ့ဒီလိုချိန်တွေမှာလူသားပြီးငါကြမှာဘာဖြစ်လို့ဖြစ်ရတာလဲဒီချိန်တွေကနေငါဘယ်လိုမျိုးအမြန်ဆုံးလွတ်မြောက်နိုင်မလဲဆိုပြီးမေးခွန်းထုတ်တတ်ကြပါတယ်။နာကျင်မှုတွေကိုရှောင်လွှဲချင်တာကကျမတို့ရဲ့ပင်ကိုဗီဇပါပဲ။ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီဗီဇကိုပြောင်းပြန်လှန်ပြမဲ့အမြင်တစ်ခုကြောင့်ပြောပြချင်ပါတယ်။အဲ့ဒါကတော့မိထဲကိုဖြတ်ကျော်မှသာရရှိနိုင်မယ်နောက်တစ်ဆင့်အကြောင်းပဲဖြစ်ပါတယ်။ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ယောမဩဝါဒစာခန်းကြီး9အခန်းငယ်3နဲ့4မှာတမန်တော်ပေါလုကအင်မတန်ထူးခြားတဲ့အရာတစ်ခုကိုရေးသားခဲ့ပါတယ်။အဲ့ဒါကတော့ထိုမြမကဒုက္ခဆင်းရဲခြင်းကိုခံ၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။အကြောင်းမူကားဒုက္ခဆင်းရဲခြင်းသည်သီးခံခြင်းကိုပြုစုတတ်၏။သီးခံခြင်းသည်လည်းတတ်သိထင်ရှားခြင်းကိုပြုစုတတ်၏။တတ်သိထင်ရှားခြင်းသည်လည်းမျှော်လင့်ခြင်းကိုပြုစုတတ်၏။အာမင်။ခဏလောက်စဉ်းစားကြည့်ရအောင်။ပေါလုကဒုက္ခဆင်းရဲခြင်းကိုအောင်ဤသီးခံယုံတယ်မပြောပဲဝမ်းမြောက်ကြ၏ glory in it လို့ဆိုထားပါတယ်။နာကျင်မှုကိုယ်တိုင်ကခံရတာကောင်းလွန်းလို့ခံရတာပျော်စရာဖြစ်လွန်းလို့အဲ့လိုမျိုးမဟုတ်ပဲနဲ့အဲ့ဒီနာကျင်မှုကနေပြီးတော့ကျမတို့ရဲ့အတွင်းစိတ်ထဲမှာဘာတွေဖြစ်ပေါ်လာစေသလဲဆိုတဲ့အကျိုးဆက်ကြောင့်ပဲဖြစ်ပါတယ်။ဆင်းရဲဒုက္ခဆိုတာကအတားအဆီးတသက်ပဲမဟုတ်ပါဘူး။ဘုရားသခင်ရဲ့လက်တော်ထဲမှာဆိုရင်တော့ဒါဟာပုံသွင်းတဲ့ကရိယာတစ်ခုဖြစ်ပါတယ်။ဆင်းရဲဒုက္ခကနေပြီးတော့ကျမတို့ရရှိမဲ့အချက်၃ချက်ရှိပါတယ်။အဲ့ဒါကတော့ပထမဆုံးအနေနဲ့သီးခံခြင်းကျမတို့စံတတ်မှုတစ်ခုနဲ့ကြုံရတဲ့အခါပထမဆုံးရရှိလာတာကတော့သီးခံခြင်းပါပဲ။ဒါဟာဝိညာဉ်ရေးရရဲ့ကြွက်သားတစ်ခုလည်းဖြစ်တယ်။ခုခံအားမရှိဘဲကြွက်သားတွေတန်မာမလာနိုင်တယ်လို့တွန်းလှန်စရာအခက်အခဲမရှိဘဲဝိညာဉ်ရေးရကလည်းတန်မာမလာနိုင်ပါဘူး။နောက်ဒုတိယတစ်ချက်အနေနဲ့စုံစမ်းခြင်းကိုအောင်မြင်သောစိတ်သဘောဖြစ်ပါတယ်။သီးခံခြင်းကနေတဆင့်စိတ်သဘောထားဆိုတာဖြစ်ပေါ်လာတယ်။မူရင်းဘာသာစကားအရဒါဟာစစ်ဆေးပြီးသားတန်ဖိုးလို့လည်းအဓိပ္ပာယ်ရပါတယ်။မိဖို့ထဲမှာအညစ်အကြေးတွေကင်းစင်သွားတဲ့အထိအရေးကြိုးခံထားရတဲ့ရွှေစင်လိုမျိုးပေါ့။ဆင်းရဲဒုက္ခကသင်ဟာဘလို့လူမျိုးလဲပြီးတော့ပိုအရေးကြီးတာကသင်ဟာဘသူရဲ့ပိုင်ဆိုင်မှုလဲဆိုတာကိုဖော်ပြပေးပါတယ်။သင်ရဲ့ယုံကြည်ခြင်းဟာအစဉ်ပြေတဲ့အချိန်မှရှိတဲ့ခံစားချက်တသက်မဟုတ်ပဲနဲ့ဆိုင်တဲ့လက်တွေ့ဘဝအမှန်တရားဖြစ်ကြောင်းသက်သေပြလိုက်တာပါနောက်ဆုံးတစ်ချက်ကတော့မျှော်လင့်ခြင်းဖြစ်ပါတယ်အဲ့ဒီစိတ်သဘောထားကနေမျှော်လင့်ခြင်းကိုဖြစ်ပေါ်စေပါတယ်ဒါလည်းအစဉ်ပြေသွားမှာပါဆိုတဲ့စိတ်ကူးရင်မှုမျိုးမဟုတ်ပဲအရင်ကလည်းမိထဲကနေငါ့ကိုဘုရားသခင်မဆခဲ့ဘူးတာကြောင့်မလို့အခုလည်းဘုရားသခင်ကသစ္စာရှိတယ်ဆိုတဲ့ကြောက်ဆောင်လို့ခိုင်မာတဲ့ယုံကြည်ချက်ကြောင့်ရရှိတဲ့မျှော်လင့်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာသင်ဘာတွေခံစားနေရတယ်လဲအခုကြုံနေရတဲ့အခက်အခဲတွေကိုကြည့်ပြီးဒါကဘာလို့ငါစီရောက်လာတာလဲဘာလို့ငါပဲဒီလိုမျိုးတွေကြုံနေရတာလဲဘာဖြစ်လို့ငါစီမှာပဲဒုက္ခတွေတစ်ခုပြီးတစ်ခုကြုံနေရတာလဲလို့မေးမဲ့အခုလိုမျိုးပြောင်းပြီးတော့မေးကြည့်ဖို့ကျွန်မတိုက်တွန်းချင်ပါတယ်အဲ့ဒါကတော့ဒီຢာကငါ့ကိုဘာသင်ပေးနေတာလဲငါထဲမှာဘလို့သီးခံခြင်းမျိုးကိုဖရာသခင်ပြောထောင်ပေးနေတာလဲဆိုပြီးတော့မေးစီချင်ပါတယ်ဒီကာလကသင်ကိုချိုးနှိမ်ဖို့မဟုတ်ပဲဝိညာဉ်ရေးရယဉ်ကျေးမှုနောက်တစ်ဆင့် next level ကိုမြင့်တင်ပေးဖို့ upgrade လုပ်ဖို့ဖြစ်နိုင်တာပါသင်ဟာပြိုလဲပျက်စီးနေတာမဟုတ်ပါဘူးသင်စီကနေသင်ရဲ့လောင်ကျွမ်းခြင်းသင်ရဲ့အသက်တာကျွမ်းလောင်ခြင်းကနေပြီးတော့ခရစ်တော်ရဲ့မှုရနံ့တွေထွက်ပေါ်လာအောင်အညစ်ခံနေရတာဖြစ်တယ်မီးရှို့ခံနေရတာဖြစ်တယ်ဒါကိုမိတ်ဆွေစင်ချင်နှလုံးသွင်းဖို့တိုက်တွန်းချင်ပါတယ်အားလုံးအတူတကွဆုတောင်းကြရအောင်မြတ်တော်ရှင်ဖဖျားယေရှုတင်နဲ့ကျမတို့ရဲ့နာကျင်မှုတွေကအတိတ်ပဲမဟုတ်တဲ့အတွက်ယေရှုတင်ပါတယ်အမောင်မိုက်ဆုံးကြိုက်ဝမ်းတွေထဲမှာတော့ဖရာသခင်ကကျမကိုပုံမတန်ပါပြီးလှပတဲ့အရာတစ်ခုဖြစ်ပုံသွင်းနေတဲ့အတွက်ယေရှုတင်ပါတယ်ယနေ့ကိုဝမ်းမြောက်ခြင်းဖြင့်ရင်ဆက်နိုင်ဖို့ကူညီမဆတော်မူပါဖရာသခင်ကကျမနဲ့အတူရှိနေပြီး
ဒီစမ်းသပ်မှုတွေဒီစုံစမ်းခြင်းတွေကဘယ်တော့ခါမှစိတ်ပြအားရခြင်းမရှိစေတဲ့မျှော်လင့်ခြင်းကိုဖြစ်ပေါ်စေကြောင်းသိမှတ်စေတော်မူပါယေရှုနာမ၌ဆုတောင်းပါ၏အာမင်မိတ်ဆွေကိုတစ်ခုမှတ်ထားစေခြင်းနဲ့မုန်တိုင်းကိုမိတ်ဆွေကြောက်စရာမလိုပါဘူးမိတ်ဆွေကထိုမုန်တိုင်းကိုငြိမ်သက်စေတဲ့အရှင်ရဲ့လက်တော်ထဲမှာပုံသွင်းခံနေရတာဖြစ်ပါတယ်လက်တော်ထဲမှာဖုံးအုပ်ခံထားရတာဖြစ်တယ်မိတ်ဆွေရဲ့ခံစားရတဲ့နာကျင်ခြင်းတွေဆုံးရှုံးခြင်းတွေကမိတ်ဆွေကိုအဆုံးမဖြစ်စေဘူးဆိုတာရဲရဲကြီးအာမခံတယ်ဖခင်သခင်ကိုသာယုံကြည်ကိုးစားလိုက်ပါဖခင်သခင်ကမိတ်ဆွေကိုထိုးနာခြင်းချင်းတွေထဲကနေပြီးတော့ထိုးလောင်ကျွမ်းခြင်းတွေထဲကနေပြီးတော့အကောင်းဆုံးသောရွှေစင်လိုမျိုးအကောင်းဆုံးသောအရာအဖြစ်ပြန်လည်ပြီးတော့ပုံသွင်းပြီးတော့ပြုတ်ပြင်ပေးနေတာဖြစ်ကြောင်းပြန်လည်ပြီးတော့ဝေငှချင်ပါတယ်။ကြားနာသူတယောက်ချင်းစီတိုင်းကိုဖခင်သခင်ကောင်းချီးပေးပါစေ။